ကြောက်သားစစ်စစ်ကိုပူဇော်ရတဲ့အတိုင်းပဲဈေးချိုချိုလေးနဲ့ပူဇော်လို့ရနိုင်မဲ့ဖေယာ။မွေးမင်္ဂလာပါ။နေပြီးတော့ရွာတော်မင်္ဂလာစိမဟာကုံသင်္ကန်းပရိတ်ခရာဆိုင်ကပါရှင်။ကျမတို့ဆိုင်မှာယခုပူဇော်ပြထားတဲ့ဖေယားဆင်းတုတော်ဟာဆိုရင်အမြင့်14လက်မရှိတဲ့စူတောင်းပြေမုဒ္ဒရာဖေယားဖြစ်ပါတယ်ရှင်။အခုမြင်နေရတဲ့ဖေယားဟာကျမတို့ပလာစတာဖေယားတွေအထက်ပို့ပြီးမှခိုင်ခန့်နဲ့ရေလောင်းတပယ်လို့ရပါတယ်။ကြောက်သားမုံကိုမှမိုးလောင်းပြီးပြုလုပ်ထားတာဖြစ်တဲ့အတွက်ရေရှည်အတွက်လည်းကျန်းခံနဲ့တပ်ပယ်တဲ့တကယ်ကြောက်ဖျားကိုပူဇော်ရတဲ့ခံစားချက်မျိုးကိုရရှိမှာဖြစ်ပါတယ်။ဒီကိုပူဇော်ထားတဲ့ပလင်ကတော့ဆလလက်မပလင်အမြင့်ကိုပူဇော်ထားတာဖြစ်ပါတယ်ရှင်။အခုပူဇော်ထားတဲ့ပန်းအိုးလေးကတော့ဂျာဘူးတရံရှိတဲ့ BNN ဖျားပန်းအိုးလေးဖြစ်ပါတယ်။ရှစ်လက်မစိုက်ပန်းအိုးလေးပါ။ပန်းအိုးလေးနဲ့လိုက်ဖက်အောင်ရွှေဂျာဘူးငွေဂျာဘူးလေးနဲ့ပူဇော်ပြထားပါတယ်ရှင်။ဖျားသုံးတော်ရည်လေးလည်းကတ်လူပူဇော်ထားပါတယ်။ငွေကလတ်လေးကကျမတို့ရိုးရကလတ်ကိုသုံးထားပါတယ်အရေးတွင်းမြင့်နဲ့ကလတ်လေးပါရှင်ဘောဖလားလေးကတော့14လက်မစိုက်ရှိတယ်ဘောဖလားလေးကိုသုံးကြထားတာဖြစ်ပါတယ်ဆိုင်မှာဖျားဆင်းလူတော်တွေအခုလိုမျိုးဈေးနှုန်းတတနဲ့ပူဇော်လို့ရနိုင်မဲ့မိုးလောင်းဖျားတွေစိုက်အစုံရှိပါတယ်ဒါအပြင်တခြားတော့မဟာမြတ်မုနီအလိုတော်ပြေလာဘမှုနီရှင်တီဝရိရှင်ဥပဂုတ်တာအစရှိတဲ့ရုပ်ပွားတော်မြတ်တွေလည်းရရှိနိုင်မှာဖြစ်ပါတယ်ပလင်တွေဆိုရင်လည်းရွှေပေါင်ပလင်ဆိုရင်ကျမတို့စီမှာအနှိမ့်အမြင့်ရှိပါမယ်လေးလက်မကစပြီးမှဒီ12လက်မစိုက်ပေါ့နော်စိုက်ကြီးအတွေ့အထိကျမတို့စိုက်မှာရပါမယ်ရှင်အမုံမကျွေးအမုံမကတ်တဲ့ရွှေကြဘူးငွေကြဘူးတွေရွှေအုံပန်းတွေငွေအုံပန်းတွေပန်းအိုးလေးတွေပါရရှိနိုင်ပါတယ်ရှင်ဝါဆိုသင်္ကန်းကတ်လူဖို့အတွက်သင်္ကန်းတွေလာဝင်ကြတဲ့ဓမ္မမိတ်ဆွေတွေကျမတို့ဆိုင်မှာနိဗ္ဗာန်ကုန်ပစ္စည်းများတာမကအခြားသောဆက်ဆက်ပစ္စည်းများပါဘုရားကျောင်းဆောင်သောပစ္စည်းများပါရရှိနိုင်ပါတယ်ရှင်ဆိုင်ကိုလာရောက်အားပေးကြဖို့လည်းမိဟောင်းမိတ်တိကစတမာများကိုဖိတ်ခေါ်လိုက်ပါတယ်ရှင်